ကို Xbox မင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါကို Xbox ကိုလွမ်းစွတ်တန်တာတတိယနေတဲ့ပရိသတ်တွေကိုအရင်ဆုံးစကားလေးပြောပြပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ဟိုရင်ထဲကနေပြီးလက်ရှိကျရင်အားပေးနေတယ်ကျွန်တော်ပရိသတ်တွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာနေပြည့်စုံပါစေကျွန်တော်လည်းလိုမျိုးပြန်အားလုံးတတိယပါတယ်အရင်လဲလွှမ်းပါတယ်ဟုတ်ကဲ့ပါဆိုတော့ Xbox ရဲ့ပေါ့နော်မကြခင်ကမှအသစ်ထွက်ရှိထားတဲ့ W album လေးပေါ့နော် Volume 1ဆိုတဲ့ album လေးအကြောင်းနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြပြပေးပါအောင်ရှင်ဟုတ်အဲ့အခွေကတော့အဓိကတော့ကျွန်တော်အခုပြည်ပမှာရောက်နေတာ3နှစ်ကျော်လောက်ရှိပါပြီပေါ့နော်3နှစ်ကျော်လောက်ရှိသွားတဲ့အချိန်မှာကျွန်တော်တချင်းလေးတွေတော့ကျွန်တော်အများနဲ့တော့ထွက်တယ်ဒါပေမဲ့အဲ့လိုမျိုးဒီဘယ်လိုပြောရမလဲကျွန်တော် EP လိုမျိုးဒါမှမဟုတ်လည်းအခွေတစ်ခွေအနေနဲ့ကျွန်တော်ကမထုတ်ဖြစ်တာကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိတော့နောက်ဆုံးထွက်ခဲ့တာကျွန်တော် future ဆိုတဲ့အခွေထွက်ခဲ့တာပေါ့နော်အဲ့အခွေထဲမှာတော့အိမ်မက်တို့မမေးနဲ့တို့ပရိသတ်ကြိုက်နေတဲ့တခြင်းတွေပါခဲ့တယ်ပေါ့နော်ဆိုတော့ပြောချင်တာကအခွေလို series လိုဟာကျွန်တော်မထုတ်တာကြားတဲ့အတွက်ဒီမှာရှိနေတဲ့အချိန်တွင်းမှာကျွန်တော်ဟိုလိုမျိုးပရိသတ်အတွက်ကျွန်တော်ဒီ digital album အနေနဲ့ကျွန်တော်ထုတ်လိုက်တယ်ဆိုတော့အဓိကအမှတ်တရဟုတ် yesဟုတ်ကဲ့ပါရှင်ဆိုတော့အကိုပေါ့နော်အဲ့ဒီ album နှစ်ခုကြားထဲမှာဆိုလို့ရှင်လဲကြားထဲမှာ single song တွေပြီးတော့ဒါ featuring တွေလည်းဝင်ဆိုထားရလေးလည်းတွေ့ရတယ်ပေါ့နော်ဒီ W album ပေါ့နော် volume 1 album ထဲမှာဆိုလို့ရှင်ကြည့်လိုက်တဲ့အခါမှာလုံးဝပရိသတ်တွေထင်မထားတဲ့သူတွေနဲ့featuring ဆိုထားတာကြီးလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့တောင်လေးလည်းပြပြပေးပါဦးရှင်အဲ့လိုမျိုးဒါရန်ကိုတို့စုရီနာတို့နဲ့တွဲဆိုပြခဲ့တဲ့အကြောင်းလေးပေါ့နော်ဟုတ်ကဲ့ကျွန်တော်တိုင်းပြည်ထဲမှာမရှိတာတော့3နှစ်လောက်တော့ကြော်သွားပြီဒါပေမဲ့လည်းကျွန်တော်ကအဲ့လိုမျိုးအကုန်ဘသူတွေနဲ့အလုပ်လုပ်ချင်တယ်ကျွန်တော်ဘသူတွေတချင်းတွေကြိုက်တယ်ဆိုတော့ကျွန်တော် online တွေအမြင်နားထောင်ဖြစ်တယ်ပြီးတော့ကျွန်တော်ညီတွေဖြစ်တဲ့ဒီရန်ဟျူကိုတို့ပြီးတော့ JCC တို့သူတို့တွေရတဲ့ဒီလက်ရှိ game ထဲမှာအဲ့လိုမျိုးအရန် brand တွေလို့ဖြစ်တဲ့အတွက်သူတို့နဲ့အမြဲတမ်းအဆက်အသွယ်ရှိတယ်အဓိကတော့ JCC နဲ့ပေါ့ JCC နဲ့အဆက်အသွယ်အမြဲရှိတော့သူတွေကဘာလုပ်နေလဲဆိုတော့ကျွန်တော်အကုန်လည်းမြင်ရတယ်ကြားလည်းကြားနေရတယ်ရှိုးပွဲတွေအကြောင်းတွေလည်းကျွန်တော်အကုန်သိနေရတဲ့အတွက်ကျွန်တော်အခွေလောက်တဲ့အချိန်မှာလည်းကျွန်တော်ကအဲ့လိုမျိုးအဓိကတော့ generation အသစ်တွေအဲ့လိုမျိုးစပြီးတော့တက်လာတဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံထဲမှာရှိမနေတော့အကုန်လုံးနဲ့ကျွန်တော်ကအဲ့လိုမြေပြင်မှာအကုန်လုံးနဲ့ခင်မနေဘူးတော့ဖြစ်နေရပါတော့အကုန်လုံးနဲ့တော့အဲ့လိုမျိုးကျွန်တော်generation အသစ်ကညီကိုတွေနဲ့ကျွန်တော်အပြင်မှာမတွေ့ရသေးတော့လူချင်းနဲ့သိမခင်ကြအောင်ဆိုတော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိတဲ့ခင်တဲ့အဲ့လိုအငယ်တွေနဲ့ပဲကျွန်တော်ကအဲ့လိုမျိုးတချင်းလုံးဖြစ်နေရများတယ်ဆိုတော့အဲ့ဒီမှာစူရီနာတော့ဒါကျွန်တော်က main ကလေးဆိုတော့တယောက်နဲ့အဲ့လိုမျိုးမဆိုးတာအတော်ကြာပြီပေါ့နော်ဆိုတော့ကျွန်တော် generation အလိုက်တယ်ငယ်ကလေးတော့ကျွန်တော်အဲ့လို main ကလေးအဆူတော့တယောက်ရဲ့အဲ့လိုအတန်နဲ့ကျွန်တော်ရဲ့အဲ့လိုမျိုးတချင်းနဲ့အဲ့လိုမျိုးပေါင်းဆက်တဲ့ဟာအမြဲတမ်းလုပ်လို့ရှိတော့ဒီဘက်ခင်မှာအဲ့လိုမျိုးကျွန်တော်ဘယ်သူနဲ့ဆိုရမလဲဆိုတော့ကျွန်တော်နည်းနည်းခေါင်းစားနေတဲ့အချိန်မှာမှစူရီနာကိုတွေ့တာပေါ့စူရီနာကိုတွေ့ပြီးတော့မှပဲကျွန်တော်ကိုယ်တိုင်ပဲ Instagram မှာသူ့သွားစကားပြောလိုက်တာညီမလေးအကိုနဲ့တချင်းဆိုချင်တာပေါ့နော်အကိုညီမလေးနဲ့တချင်းဆိုချင်လို့ပါအဲ့တော့အကိုညီမလည်းအကိုနဲ့တချင်းရဲဆိုချင်တာပါအဲ့တချင်းလို့ဖြစ်သွားပြီးတော့အဲ့တချင်းကိုလည်းသူစတဲ့တာပေါ့နော်သူစတဲ့ပြီးတော့သူစီရတဲ့ chorus နဲ့အဲ့ဒီ pre လေးကနေပြီးတော့ကျွန်တော်ဒီတချင်းတစ်ပုတ်ဖန်ပြီးတာဆိုတော့ဒီလက်ရှိအခွေထဲမှာတော့အဲ့တချင်းကတော့ပြိသက်အကြိုက်ဆုံးလို့ဖြစ်နေရပါတော့ Rico Apart ဆိုတဲ့တချင်းကတော့ဟောပြောပါတယ်ခွန်းတော့ရန်ယူကိုလည်းကတော့ဟိုကျွန်တော်ကဘယ်လိုပြောပြငယ်လေးရဲ့ပေါင်းလာဆိုတော့သူလွန်ခဲ့တဲ့ connection လောက်ကတည်းကပေါင်းလာဆိုတော့ yes ဆိုတချင်းတစ်ပုတ်လုပ်ဖို့တော့ကျွန်တော်တို့ကတိတ်တော့မခက်ခဲဘူးပေါ့နော်ဟူကိုလည်းအဲ့ဒါအတိပေးလိုက်တဲ့အချိန်မှာဟူကတရက်တည်းအပြီးရေးပြီးတရက်တည်းအပြီးသွင်းပေးလိုက်တာ yes ကျွန်တော်အဲ့လိုဆိုလိုတချင်းတွေများပါတယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်အဲ့တချင်းလေးကတရက်ထဲနဲ့အပြီးဖြစ်သွားတာပေါ့နော်ဟုတ်ရန်ယူကိုဟုတ်တယ်ရန်ယူကတရက်တည်းရေးပြီးတရက်တည်းရေးပြီးတရက်တည်းသင်ပေးလိုက်တာသူတော်တော်လေးတော့ပရိသတ်တွေကလည်းကြိုက်ကြတယ်ဟုတ်ဆိုတော့အခုရဲ့ပေါ့နော်ဒီ W volume 1ဆိုတဲ့ album နဲ့မှာဆိုလို့ရှိရင်ပရိသတ်တွေအရန်ကြိုက်ကြအခုခုနပြောသလိုပဲဒီ We Go Apart တို့စာနာလေးဆိုလို့ရှိရင်လည်းပရိသတ်တွေအရန်ကြိုက်ကြတယ်ပေါ့နော်ဆိုတော့ဒီတချင်းတွေထဲမှာပါတဲ့တချင်းစာသားဆိုလို့ရှိရင်ပရိသတ်တွေအရန်ကြိုက်ပြီးတော့ရင်ထဲကိုရောက်တယ်ပေါ့နော် social media မှာဆိုလို့ရှိရင်လည်းဒီတချင်းလေးနဲ့ပတ်သက်ပြီးတော့caption တင်တာတို့စာလေးတင်တာတို့ဒီအဲ့လောက်ထိဒါ Xbox ရဲ့We Go Apart နဲ့ဒီစန္ဒလေးဆိုတဲ့တချင်းအရန်ပေါက်တာဆိုတော့အဲ့ဒါကိုကိုယ်တိုင်လည်းမြင်ရတဲ့အခါမှာခန်းစားချက်ကဘယ်လိုဖြစ်မလဲရှင်
ကျွန်တော်တော့ဘာမှတော့မမြင်ရဘူးလေအဝေးရောက်နေတော့ social media ကနေမြင်ရတာပေါ့ yeah နော် social media တော့ဟုတ် social media တော့ကျွန်တော်ပြသက်တွေအဲ့လိုမျိုးဒီ my day တင်တဲ့ဟာကိုကျွန်တော်ပြန် share တဲ့ဟာတော့ကျွန်တော်တစ်လလောက်တော့my day ကတော့စီကားနေကျွန်တော် story Instagram နဲ့ဒီ Facebook story ကတော့တော်တော်လေးတော့ပွဲစီသွားအောင်နော်ပြောပွဲစီသွားဆိုကျွန်တော်ကိုယ်တိုင်လည်း social media အသက်လည်းနည်းနည်းလေးရလာတယ်ရတယ်ဆိုတာခုမှ30ကျော်ပေါ့နော်ဒါပေမဲ့30ကျော်ဘယ်နှစ်ကျော်လဲတော့မပြောတော့ပါဘူးဆိုတော့ နေပါသေးတယ်ကိုယ် 30ကျော်ရရောက်လာပြီဖြစ်တဲ့အတွက်အဲ့လိုမျိုးအသက်20ကျော်ငယ်ငယ်အေးရပြည့်စင်တဲ့ရွယ်လောကအိတ်ဆောက်နဲ့ရှင်တော့စင်နေတော့ကွာသွားပြီပေါ့လေဆိုတော့လုံခဲ့စင်တွေကကျွန်တော်6ပေါက်အခွေထွက်တယ်ဒီမှာကျွန်တော်ပြပနေပြီးတော့ W ဆိုပြီးတော့အခွေလမ်းထုတ်တာဆိုတော့ဒါဒီတစ်ခေါက်ကျတော့ဒါကျွန်တော် volume အနေနဲ့သွားလို့ဖြစ်သွားပါတော့ငယ်အရှင်းပြလို့ရှိရင်တချင်းနေအခွေတချင်းကတော့အများကြီးတော့ထုတ်လိုက်ချင်တာပါဒါမှလည်းကျွန်တော်တိုင်းပြည်နယ်မှာမရှိတာနဲ့ပြီး music ဒီဘက်ကကျွန်တော်ဟိုဘယ်လိုပြောပြရမလဲအဝေးကနေပြီးတော့လုံနေတာတယောက်တည်းလုံနေရဆိုတော့ကျွန်တော်9လောက်လေးနဲ့ကျွန်တော်ပြည့်သက်တော့လည်းအဲ့လိုမျိုးနည်းနည်းအဲ့လိုမျိုးဒီ limited ဆိုတဲ့အရာလေးကိုအဲ့လိုမျိုးပေးချင်တော့ဆိုတော့တချင်းတိုင်းလည်း waste မဖြစ်သွားစေချင်တော့ဆိုတော့မှတ်တရပါပဲဆိုတော့ DW ခွေကြိုက်တဲ့လူတွေကျေးဇူးများတင်ပါတယ်ဟုတ်ခုလည်း volume 2တော့လုပ်နေလုံနေဟုတ်ကဲ့ပါအခုတချင်းနေနားထောင်ပြီးတော့ပြိသက်တွေကအခုတကယ်ကိုအလွမ်းပြေရပါတယ်လွမ်းနေကြရပေါ့နော်ဆိုတော့ဒီ W volume 1 album ထဲမှာဆိုလို့ရှိရင်16လမ်းတို့မြန်မာစာတို့ဒါဆိုရဲတချင်းတွေကလည်းပြောမယ်ဆိုလို့ရှိရင်နာမည်လေးကလည်းစမ်းနေပြီးတော့တချင်းကလည်းမိုက်တယ်ပေါ့နော်ဆိုတော့အဲ့တချင်းလေးလုတ်ပြတာနဲ့ပတ်သက်ပြီးတော့ပြပေးအောင်ရှင်ဟုတ်ချင်းပြောရင်နောက်ပိုင်းတချင်းအဲ့ကျွန်တော်ဒီခွေရတော့စကားအများကြီးပြောမယ်ဆိုတော့podcast တွေပိုင်းတေချာလုပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်း video တွေပိုင်းတင်လိုက်ပြီးတော့တေချာ run လို့ရှိရင်တော့ဒီအခွေတစ်ခွေလုံးရဲ့ဒီခွေရဲ့ဒီ universe ရဲ့ဒီအတွင်းချကျွန်တော်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာရောအဲ့ဒါရောတိဆောက်ထားတဲ့အရာအလုံးမြင်သွားမှာပေါ့ဘာလို့ဒါပေမဲ့ကျွန်တော်လည်းဘာမှတော့လူတွေကိုကျွန်တော်ပြသက်တွေကိုဘာမှမပြောအခွေတစ်ချင်းပဲထုတ်ပေးတယ်ဘာမှဆက်ပြီးတော့ကျွန်တော်လိုမျိုးအဲ့လိုမျိုးငယ်တုန်းကလိုမျိုးတွေကျွန်တော်အဲ့လိုမျိုးစကားတွေအများကြီးပြောရမျိုးရင်တော့ကျွန်တော်အဝေးရရောက်နေတယ်မပြောပြတော့ဒီခုတော့လည်းဒါအကြိုကျုံလေးပဲပြောလိုက်ပါတော့ပဲเนาะအဓိကတော့ဒါကျွန်တော်စိတ်နေစိတ်ထားပေါ့ဒီ W ရဲ့အခွေကတော့ကျွန်တော်အဲ့လိုမျိုးတယောက်တည်းဖြစ်လာတဲ့အချိန်မှာပြောင်းလဲလာတဲ့စိတ်ရဲ့ပြီးအထီးကျန်တာတော့အဲ့လိုမျိုးလှုပ်ချင်တာလှုပ်မရတဲ့အရာတွေပြီးသူများနိုင်ငံရောက်နေအဲ့ဒါအားလုံးရဲ့အဲ့လိုမျိုးဒီပောက်ကွဲတဲ့အရာတွေပဲပြောပြဆိုဒီခွေတဲ့တချင်းတော်တော်များများလည်းဒါကျွန်တော်ဘယ်လိုပြောပြလဲအသက်ကြီးလာတဲ့လေအဲ့လိုမျိုးတချင်းတစ်ပုတ်ကိုတော့အဲ့လိုမျိုးကျွန်တော်ငယ်တုန်းကလိုမျိုးတော့အဲ့လိုမျိုးစိန်ပြီးတော့မရေးတော့ဒီတချင်းတွေတော်တော်များတူတူလေးတွေများတူတူလေးတွေများလာတယ်တူတူလေးတွေဖြစ်နေတဲ့အကြောင်းရင်းကလည်းအပိုင်းအနေနဲ့ထုတ်ချင်တော့ပေါ့နော်အခွေကိုဒီ W ဆိုတဲ့ brand ကိုတိစောက်ချင်တာရယ်ပြီးလို့ရှိရင်အဲ့လိုမျိုးဘယ်ပြရမလဲတချင်းငယ်တုန်းကလိုမျိုးအပိုက်4-5ဘိုက်လောက်အဲ့လိုမျိုး4-5ဘိုက်ဆိုအဲ့လိုမျိုး3ဘိုက်လောက်2ဘိုက်လောက်အဲ့လိုမျိုးရေဒီခွေမှာမပါဘူးတူတုတ်နေပြီးလို့ရှိရင်လက်တန်းတွေတော်တော်များတယ်ပေါ့တစ်ခွေလုံးကလက်တန်းတွင်ပြီးရင်စာသားလေးနည်းနည်းပြောင်းပြီးလို့ရှိရင်ပြီးလို့ရှိရင်ဘယ်လိုပြောပြမလဲအချိန်နဲ့ကြာကြီးတည်ပြီးလုပ်ထားတဲ့တချင်းတွေမဟုတ်တဲ့အတွက်လက်ဆက်ဆိုတဲ့အရာကိုကျွန်တော်ပေးတာဆိုတော့တချင်းတွေကတိုးတယ်ပြီးမြူးတယ်ရှားကြီးတယ်ပြီးအသေးခွဲပဲဒါဟုတ်ကဲ့ပါဆိုတော့ဒီ expert ရပေါ့နော်အခုဆိုလို့ရှိရင်လည်း W album ပေါ့နော် volume 1ကလည်းထွက်ပြီးပရိသတ်တွေကလည်းအရင်ကြိုက်ကြတယ်ဆိုတော့volume 2ကရော album ကဘယ်တော့လောက်များပရိသတ်တွေနားထောင်ရမလဲမကြိုက်ခင်လားနည်းနည်းလေးစောင့်ရမှာလားဟုတ်အဲ့ဒါလေးလည်းပြောပြအောင်ရှင်ဟုတ်နည်းနည်းပါဘာလို့လဲဆိုတော့ဒီနှစ်ထဲပဲပေါ့အခုဟုတ်ဒီနှစ်ထဲမှာကျွန်တော်ဒီvolume 1 2 in 2026ဆိုပြီးတော့ကျွန်တော်ကတင်ညာလာဆို volume 2ကလည်းဒီနှစ်ထဲထွက်လာမှာဆိုတော့ချိန်တော့အများကြီးလိုပါသေးဒါပေမဲ့လည်းဒီ volume 1တော့မှကျွန်တော်ဘာမှတော့မှလည်းမျိုး marketing set ပြီးတော့မလုပ်ရသေးရဆိုတော့ဒီကောင်ပဲနည်းနည်း music video လေးရိုက်ပြီးထပ်တင်ဖို့တော့ရှိပါတယ်အဲ့ဆိုလို့ရှိရင်ဒီ W album နဲ့ကတချင်း volume 1နဲ့ကတချင်းတွေကို music video အရင်ရိုက်အောင်ပါပေါ့အဲ့လိုမျိုးပေါ့ဟုတ် music video လို့တပုတ် scenario လေးကတော့ထွက်လာဖို့ရှိပါ scenario လေးအခုတော့ကျွန်တော် edit တော့လုပ်နေ
ဟုတ်ကဲ့အဲ့ဆိုမျှော်နေပါမယ် music video ဆန္ဒလေးဟုတ်ကဲ့ပါရှင်ဆိုတော့အခုဒါကို Xbox အနေနဲ့ပေါ့နော်ဒီနိုင်ငံခြားကနေပြီးတော့ပရိသတ်တွေအတွက်ပေါ့နော်တချင်းတွေထုတ်တယ် album တွေလည်းထုတ်တယ် single song တွေရော collaborate featuring ပေါ့နော်ဝင်ဆိုထားတွေလည်းအများကြီးတွေ့ရတယ်ဆိုတော့ကိုရိုင်းကအဲ့ဒီဘက်ကနေပြီးတော့ recording လုပ်တဲ့အခါမှာဘယ်လို recording လုပ်ဖြစ်လဲရှင်အဲ့လေးနဲ့ပတ်သက်ပြီးတော့ပြပြအိမ်ရနေပဲသူနေအိမ်ရနေပဲဟုတ်ဘယ်လိုပြောရမလဲစတူဒီယိုသွားမတွင်းတာလည်းရှင်းပြောရင်နေ့က10 စုနှစ်စုနီလောက်ရှိပါစတူဒီယိုမတွင်းဟုတ်ကဲ့ဆိုတော့အိမ်မှာပဲတွင်းတာဟုတ်ကဲ့ပါဆိုတော့ဒီ Xbox ရဲ့တခြင်းနေရပါတော့အသစ်တွေပဲဖြစ်ဖြစ်အဟောင်းတွေပဲဖြစ်ဖြစ်ပြောမယ်ဆိုလို့ရှိရင်အသစ်ထဲမှာပါတဲ့စာသားပဲဖြစ်ဖြစ်အဟောင်းထဲမှာပါတဲ့စာသားပဲဖြစ်ဖြစ်လူငယ်ပရိသတ်တွေကြားထဲမှာပြောမယ်ဆိုလို့ရှိရင် TikTok မှာဆိုလို့ရှိရင်ဒီနေ့ဒီချိန်ထိtrend ဖြစ်နေတယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အခုအနေနဲ့ဒါဘယ်လိုမြင်လဲဟုတ်ကျွန်တော်တို့ကိုခက်ကြောင်ကြောင်ကောင်းလို့ပဲမြင်တာပါလို့ချားဆိုတော့အဆိုတော်လိုမျိုးလဲလို့ကျွန်တော်ကဂီတနဲ့ပတ်သက်ပြီးထဲထဲဝင်ကျွန်တော်ကရမ်းကြီးလေတီးတက်ခတ်တက်နေတယ်လို့တော့ဟုတ်မနေဘူးပေါ့နော်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုး free style သမားလို့ပဲပြောရမှာကျွန်တော်တို့တန်စင်ဖွင့်လိုက်ကျွန်တော်အစမ်းသစ်ဆုံးကျွန်တော်ရွတ်မယ်သူများနဲ့မတူအောင်လုပ်မယ်ဒါပြီးလို့ရှိရင်အဲ့လိုမျိုးရိုးရိုးရှင်းရှင်းနဲ့ထိထိရောက်လုပ်မယ်ရှုပ်ရှက်ခတ်နေရကျွန်တော်သိမကြိုက်ဘူးရှုပ်ခတ်တွေလည်းတချင်းဖြတ်စီးလိုက်တာမျိုးတွေလည်းကျွန်တော်အရင်လုပ်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုပြောင်းလဲနေရအများကြိုက်တယ်လို့ကျွန်တော်အရင်တချင်းတွေကိုအသစ်တွေထွက်လာတဲ့အချိန်မှာကျွန်တော်အဟောင်းတွေမကြိုက်တော့အရင်ကလေးအဲ့ဒါကျွန်တော်တချင်းကျွန်တော်မကြိုက်တော့ဆိုတော့ကျွန်တော်အခုဒီ W တခွေနားထောင်လို့ယူနေပြီဆိုတော့ကျွန်တော် W တခွေလည်းတစ်ခွေလုံးလဲလို့မျိုးအဲ့ထက်တစ်တာပဲကျွန်တော်လုပ်ချင်နေတော့တယ်ဟုတ်ဖြစ်နေတော့ကျွန်တော်ဟာနဲ့ကျွန်တော်ကနေနေတိုင်ပတ်နေတော့အဲ့ဒါကြောင့်လည်းပရိသတ်တွေရတယ်နဲ့တဲ့လို့ဟုတ်အခုပရိသတ်တွေကတော့အခုရဲ့တချင်းတစ်တွေဘယ်လောက်ပဲထွက်လာပေါ့နော်အခုရဲ့တချင်းအဟောင်းတွေလည်းဒီနေ့ဒီချိန်စီကြိုက်ဆဲပေါ့နော်ကြိုက်မြဲကြိုက်ဆဲတချင်းစာသားတွေကဒီနေ့ဒီချိန်ဒီပရိသတ်တွေအတွက်ကတစ်လွင်နေသေးပါကိုဟုတ်ကျေးဇူးများတော့ဟုတ်ဆိုတော့အခုအနေနဲ့ပေါ့နော်ဒါ Xbox အနေနဲ့တချင်းတွေလုပ်တဲ့အခါမှာတချင်းတွေရေးတဲ့အခါမှာဘယ်အချိန်တွေပို့ပြီးတော့ရေးဖြစ်လဲရှင့်ကျွန်တော်နေတိုင်းလုပ်နေဟုတ်နေတိုင်းမိပါရွတ်တယ်ရေးနေတယ်ပြောပါကျွန်တော် yes လို့ပြောအောင်တချင်းစာသားတွေကလည်းအဲ့လိုမျိုးဖုန်းထဲမှာရောစာအုပ်ထဲမှာရောအမြဲရှိနေတယ်ပြီးတော့နောက်တစ်ခုကအမြဲတမ်းရွတ်နေတယ် flow တွေအဲ့လိုမျိုးထုတ်နေတော့အဲ့လိုမျိုးကျွန်တော်ဘယ်လိုပြောတချင်းကကျွန်တော်တို့ပေါ်တယ်တချင်းပေါ်တယ်ဆိုဘယ်လိုပြောတချင်းများများတယ်ဒါပေမဲ့ပရိသတ်စီကိုတော့အဲ့လိုမျိုးစီစစ်ပြီးတော့ပြီးတာပေါ့ဒီတော့ကျွန်တော်ရွတ်နေတာပါဒီကရွတ်နေတာပါဟုတ်ရွတ်နေတာပါဒါရွတ်နေတာပါဟုတ်ကဲ့ဆိုတော့ဟိုတလောကလေအကိုရဲ့ဒီတချင်းလေးပေါ့နော် full ဆိုတဲ့တချင်းလေးကိုလည်း Ellie နဲ့တွဲပြီးတော့ remix လောက်ထားလေးလည်းတွေ့ရတယ်ပေါ့နော်ပရိသတ်တွေကလည်းကြိုက်ကြတယ်ဆိုတော့နောက်ထပ်ဒါ Xbox ရဲ့တချင်းတွေကဘယ်တချင်းတွေကိုဘယ်သူနဲ့ collaborate အဲ့လိုမျိုးပေါ့နော်ပြန်ပြီးတော့လုပ်ချင်တာရှိသေးလဲရှင်ကျွန်တော်အဲ့လိုမျိုးတချင်းဟောင်းတွေ remix တွေပြန်လုပ်ရတာသိကြိုက်တာဒါပေမဲ့ဟိုလိုမျိုးပေါ့နော်အရန်ပေါက်သွားတာလည်းရှိတယ်လူသိမသိသွားတာလည်းရှိတယ်မြုပ်သွားတာလည်းရှိတယ်ဆိုတော့ဒီ full remix ကတော့အဲ့လိုမျိုး original ကိုကြော်ချင်လို့လည်းမဟုတ်ဘူး original ဟိုဖြစ်ချင်လို့လည်းမဟုတ်ရမ်းပြောလို့ပေါ့နော်အဲ့လိုမျိုးလုပ်လိုက်ရတယ်ပြီးတော့ကျွန်တော်ရေးထားတဲ့ဟာကိုကျွန်တော်မကြိုက်တာနဲ့အဲ့လို main version ကိုပြောင်းပြီးတော့ Ellie ကိုစုံခံလိုက်တာပါပဲဒါပေမဲ့အခုအဲ့ဒီ Ellie နဲ့ဆိုတဲ့ဟာကလည်းပရိသတ်တွေအရန်ကြိုက်သွားကြတယ်ရှင်ဟုတ်ဟဲ့ရာကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါပြီးတော့လေအကိုရဲ့ပေါ့နော်အခုဒါလက်ရှိ Xbox နဲ့အရင်တော့ Xbox ကွာခြားတယ်ဆိုရင်ဘာတွေကွာခြားတယ်လို့ပြောလို့ရလဲရှင်အခုကရမ်းရှက်တက်သွားပြီလို့ဖြစ်သွားတယ်ဘာလို့ရှက်တက်တာလဲတယောက်တည်းနေရာကြာသွားလို့လည်းပါတယ်ပြီးတော့ကျွန်တော်ဒီရောက်ပြီးတဲ့အချိန်မှာကျွန်တော်စိတ်ကအဲ့လိုမျိုးစွန့်လို့လိုက်စွန့်ကျွန်တော်အကောင့်တွေပဲဖြတ်လိုက်ပြီးတော့ကျွန်တော်အဲ့လိုမျိုးအေးစိနေရတာကိုကျွန်တော်ကြိုက်သွားပြီးတော့တချင်းဒါပေမဲ့တချင်းနဲ့ပတ်သက်တော့နေတိုင်းခုနပြောလို့ရွတ်နေတဲ့ကောင်ဆိုတော့အဲ့ဒီဘန်ကတော့ပြီးတော့လက်ရှိလည်းအမြင်သစ်တွေလည်းမြင်နေရတော့အဲ့လိုမျိုးအဲ့ဒါတွေကိုပဲတိုးတက်အောင်လုပ်နေတော့ကျန်တဲ့ဒီ social media ဘိုင်းမှာကျွန်တော်တော်လေးအားနေတယ်ပြောကျွန်တော်အဓိကရှက်နေပို့ရှက်လာအသက်ကြီးတော့ဒါပေမဲ့မြောင်ပြန်လာရင်တော့
camera ရှိပြန်အောင်လို့ရှိရင်တော့ကိုလုံးကိုပြန်တော့မှာဟုတ် yes မြန်မာပြည်ပြန်လာရင်တော့မရှက်ပါနဲ့တော့ဟုတ်ကဲ့ဆိုတော့Xbox အတွက်ပေါ့နော်ဒီဆိုခဲ့တဲ့တခြင်းတွေထဲမှာအမှတ်တရအဖြစ်ဆုံးတခြင်းနဲ့အကြိုက်ဆုံးတခြင်းဆိုလို့ရှိရင်ဘယ်တခြင်းတွေများဖြစ်မလဲရှင်ကျွန်တော်ခဏပြောင်းနေလို့ဆိုကျွန်တော်စပေါ်တဲ့အချိန်လောက်ကလေးကကျွန်တော်အဲ့လိုမျိုးကျွန်တော်ပေါ်မှာကျွန်တော်ဆိုချင်တာကကျွန်တော် Benny Pio လို့ပါလို့ကျွန်တော် melody ဆိုချင်တာဟုတ်ကဲ့ဟုတ်တယ် melody ဆိုချင်တာအဲ့လိုမျိုးဆိုချင်တဲ့လူကအဲ့လိုမျိုးအတန်မကောင်းလည်းမကောင်းကျွန်တော်အတန်လည်းမထုတ်တတ်ဘူး melody မထုတ်တတ်တော့ကျွန်တော် rap ကိုအဲ့လိုမျိုးတေးချကျင့်ပြီးတော့ကျွန်တော် freestyle ပွဲတွေပြိုင်ပြီးတော့ကျွန်တော်ကrap စဆိုပြီး rapper ဖြစ်လာတယ်ပေါ့ rapper ဆိုတာအခုထိတည်း rapper ပဲဒါပေမဲ့အခုတော့ melody ကိုကျင့်နဲ့အဲ့လိုမျိုး melody ကိုရေးတဲ့နဲ့လေးဆိုတတ်လာတယ်အဲ့လိုမျိုး melody ဘိုင်းကိုရောက်လာတယ်ဆိုတော့ခုဒီအသက်ကြီးလာတဲ့လျောက်တော့ကျွန်တော်ကတော့ melody ဘိုင်းကိုပို့ရောက်တယ်ငယ်တော့စကလုံးပြုတ်သိပ်ပြီးတော့ရေးပြီးတော့ဆိုရတော့ပို့ကြိုက်တယ်အခုကကျအသက်လည်းနည်းနည်းလေးကြီးလာတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဒီ notes တွေ melody တွေပို့ထုတ်ရတာပို့ကြိုက်လာတော့လက်ရှိကတော့ကျွန်တော် melody ဒီ auto tune ရှင်းပြ rapper တွေထဲမှာဆိုရင် auto tune နဲ့ဆိုတဲ့ rapper တွေရဲ့ချင်းတွေကကျွန်တော်ဟိုနေ့စဉ် daily playlist ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ငယ်တော့ကြိုက်တဲ့အဲ့လိုမျိုးဒီ boom back တော့ရောပြီးလို့ရှိရင်အဲ့လို down sound တွေ anything like အဲ့လို high တဲ့နားထောင်ပါတယ်ဆိုတော့ဒါပေမဲ့လက်ရှိပြောင်းလဲလာကျွန်တော် melody ဘိုင်းတော့ပို့ပြောင်းလဲတာဟုတ်ကဲ့ပါဆိုတော့အခုပေါ့နော်နောက်ပိုင်းရှေ့ဆက်ပြီးတော့တချင်းတွေကလည်းအများကြီးလုပ်ဖို့ရှိတယ်ဆိုတော့ဘယ်သူနဲ့ collaborate လုပ်ချင်လဲမြန်မာနိုင်ငံနဲ့ရလားဟုတ်ရတယ်အခုအနေနဲ့ဒါ local လည်းရတယ်အပြည့်အဲ့လိုနိုင်ငံခြားဆိုလည်းရတယ်ရှင်ဟုတ်local ထဲမှာလည်းကျွန်တော်တချင်းပြန်လာရင်တော့ပိုကောင်းတာပါနိပြန်လာရင်တော့ပို့ပြီးတော့မြေပြင်မှာပို့လို့တော့ပို့ပြီးတော့မိုက်တာပေါ့ဆိုတော့ online ကနေဆိုလို့ရှိရင်တော့လည်းကျွန်တော်လူရင်းနဲ့ပဲကျွန်တော်တချင်းတွဲလို့ရတော့ပို့ပြီးတော့ freedom ပို့ဖြစ်တဲ့အတွက်အဲ့လိုမျိုးဘူးကအရင်လှုပ်ချင်တဲ့ဟိုကတော့ကျွန်တော်လောလောဆယ်တော့မရှိသေးပါဘူးဒါပေမဲ့မရှိသေးဘူးပြော yes ဟုတ်ကဲ့ပါဆိုတော့အခုဒါ Malian Fan နဲ့ Teen Radio ရဲ့ပရိသတ်တွေထဲမှာ Xbox ရဲ့ပရိသတ်တွေလည်းရှိတယ်လူငယ်တွေလည်းအများကြီးပေါ့နော်စူးစမ်းနေတဲ့လူငယ်တွေကို Xbox အနေနဲ့အားပေးစကားပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုအားပေးစကားမျိုးလေးများပြောချင်လဲရှင်အဓိကတော့ဟိုကိုယုံကြည်ရာတကူကိုရှိပြီးအဲ့လိုမျိုးအဲ့ရနဲ့ဘဝကိုတိဆောက်တော့မယ်ဆိုလို့ရှိရင်အတိုက်ခံရှိမယ်အဲ့ချိန်ကြလို့ရှိရင်အဲ့လိုယုံကြည်တော့ရှောက်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဘဝကို balance နေအောင်သွားမယ်ဆိုလို့ရှိရင်လည်းတည်တည်ချာချာအဲ့လိုမျိုးbalance နေအောင်သွားပါအဓိကတော့ကိုယ့်ကိုယုံကြည်ပါဟုတ်ကဲ့ဒါအဓိကကိုယ့်ကိုယုံကြည်ပါဟုတ်ကဲ့ပါယုံကြည်မှုတွေနဲ့ရှေ့ဆက်ရှောက်အောင်ပါပေါ့နော်လူငယ်ဟုတ်တာယုံကြည်မှရအောင်ပါဟုတ်ကဲ့ပါဆိုတော့အခုဒါ Malian Fan နဲ့ Teen Radio ရဲ့ပရိသတ်တွေကိုလည်း Xbox အနေနဲ့ပေါ့နော်ဒီနေ့ interview လေးအတွက်အမှတ်တရနှုတ်ဆက်စကားလေးပြောရင်းနဲ့နှုတ်ဆက်ပေးပါဦးနော်ဟုတ်ကဲ့ကျွန်တော် interview ဆိုတာလည်းမဖြေတာမပြောတာကြာပြီဆိုတော့အခုလိုမျိုးပြောတဲ့ဟာမှာအမှားတွေပါဝိုင်းနေခွင့်လုပ်ပေးပါလို့ကျွန်တော်ဘယ်လိုပြောပြမလဲဒီဘက်မှာမနေ့3နိုင်ခွဲဆိုတော့ကျွန်တော်လည်းအဲ့လိုမျိုးအိတ်ချင်မှုတွေဖြစ်နေတဲ့အတွက်အဲ့လိုမျိုးဘယ်လိုပြောပြမလဲမှားလိုက်ပါဝိုင်း sorry ပါအားလုံးပဲကျွန်တော်မြန်မာပြည်လည်းအမြန်ဆုံးပြန်အောင်စူးစမ်းနေပါတယ်ဆိုတော့အားလုံးကျမရဲ့ကြိုးစားကြဟုတ်ပါဟုတ်ကဲ့ပါကို Xbox အခုလိုမျိုးပဲပေါ့နော်ဒါအချိန်ဒီကွာဟချက်တွေအများကြီးရှိတယ်အဲ့ဒါကိုဒါပရိသတ်တွေအတွက်ပေါ့နော်အချိန်ပေးပြီးတော့တေချာလေးဖြည့်ပြီး interview လေးကိုတေချာဖြည့်ပြီးတဲ့အတွက်ကို Xbox ကို Malian Fan နဲ့ Teen Radio ကနေပြီးတော့ကျေးဇူးများကြီးတင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်ကျွန်တော်လည်းလွှမ်းနေပါကျွန်တော်ဒီ Malian Fan Teen Radio ကျွန်တော်နိုင်ငံမှာရှိတော့ကလေးဘွားတွေအမြဲလာနေကြနေရဆိုတော့ကျွန်တော်တော်တော်လေးသတိရပါတယ်